အားလုံးပဲမင်္ဂလာပါနော်ဒီနေ့ယဉ်ကျေးစွာပြောဆိုမယ်ဆိုတဲ့ခေါင်းစဉ်နဲ့တင်ပေးမယ်ယဉ်ကျေးစွာဆိုယဉ်ကျေးတာကိုတကယ်လို့礼貌说话ဆိုစကားပြောတာ礼貌说话ယဉ်ကျေးစွာစကားပြောမယ်ယဉ်ကျေးစကားပြောမယ်ဆိုလို့ရှိရင်လူတိုင်းနားထောင်ချင်ကြတာပဲเนาะအဲဒါဆိုဗမာစကားလုံးမှာဗမာစာမှာအမြဲတမ်းပြောလဲပြောထားရှိတဲ့ယဉ်ကျေးတဲ့အတုံးလုံးကပါလဲဆိုရင်ကျေးဇူးပြု၍ခါအင်္ဂလိပ်မှာဆို excuse me please အစရှိတဲ့ဖြင့်ပေါ့ကျေးဇူးပြု၍ကိုအင်္ဂလိပ်လိုတရုတ်လိုဘယ်လိုပြောလဲဆိုရင်请嘛请等等的请မြန်မြန်ပြောရင်တော့请ပေါ့ဟာလားဥပမာ请让一让ကျေးဇူးပြုနည်းနည်းလောက်ဖယ်ပေးပါဟာလား请让一让ကျေးဇူးပြုနည်းနည်းလောက်ဖယ်ပေးပါဒီမှာ让ဆိုတာကဖယ်ဒီတချို့ပြောဟဲ让开喂让开ဆိုတာပဲလေဟဲဖယ်ဆန်းအဲ့လိုပြောရင်နားထောင်လို့မကောင်းဟုတ်လားအဲ့ရှိမှ请让一让အဲ့လိုပြောလို့ဆိုရင်ကျေးဇူးပြုနည်းနည်းလောက်ဖယ်ပေးပါအဲ့မနော်နောက်တစ်ခုက请问ဆိုတာလည်းကျေးဇူးပြုပဲဒါပေမဲ့ဒီနှစ်ခုပါကွာလဲဆိုဒီအောက်ကတစ်ခုကအမေခွန်းတွေရဲ့ရှေ့မှာတူတုံနေနော်ဟိုဒင်းကတင်ခဲ့တဲ့မေခွန်းတွေရှေ့မှာတွားမှဒီ请问ကိုထည့်လိုက်တဲ့ဆိုတာအရင်ကြီးတဲ့မေခွန်းဖြစ်သွားပြီဥမာ这是什么ဒါပါလဲလို့မေးချင်တယ်请问这是什么ဒီကပါလဲမသိဘူးရှင်ဒီကပါလဲမသိဘူးခမအမေကျေးဇူးပြုရဒါပါကြီးလည်းမသိဘူးအဲ့လိုမေးတာနော်请问他住在哪里ကျေးဇူးပြုဖြေပေးပါသူဘယ်နားမှာလဲဆိုတော့အတိတ်ပဲတက်ရောက်တယ်ဒါပေမဲ့မြန်မာလိုဘာသာပြန်မယ်ဆိုရင်တော့သူဘယ်နားမှာနေလဲမသိဘူးရှင်အဲ့လိုပေါ့နော်မြန်မာစကားမှာဆိုရင်ရှင်ပြခမထည့်လိုက်တဲ့ချိန်တိုင်းယဉ်ကျေးတဲ့အတုံးလုံးဖြစ်သွားတာနော်နောက်တစ်ခုရှိသေးတယ်နော်နောက်တစ်ခုကတားရောက်ရှာဒီနာမှာတားရောက်နော်တအားတာအတန်တုံးနဲ့တာ绕အတန်တုံးနဲ့绕ဒီနေရာမှာအတန်တုံးနှစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့အရှိရတစ်ခုကအတန်နဲ့ပြောင်းသွားတယ်နော်တာ绕ဆိုတာနောက်ဆက်တည်ရီရှာတန်လေးနဲ့ရှာရီရှာဆိုတာခဏတာ绕ရီရှာဆိုခဏလောက်နောက်ဆက်မယ်လို့ဘာသာပြန်နားထောင်လို့မကောင်းတော့ဟုတ်လားကျေးဇူးပြု၍သူကဒီစာလုံးကဘယ်လိုနေရာတွေမှာတုံးလဲဆိုရင်ပေါ့နော်ဥပမာလူကြီးတွေရှိကိုဖျက်လျှောက်တော့မယ်လူကြီးတွေကစကားပြောနေတယ်သူတို့ရှိကနေဖျက်လျှောက်တော့ချင်တယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ဘယ်လိုပြောမလဲဟိုကောင်းကလေးငုံပြီးဖျက်သွားတယ်ပေါ့နော်တို့မဟုတ်လေဥမာတားရောက်ကြီးရှာအဲ့လိုပြောမှဖျက်သွားရင်လေဘာဖြစ်လဲရတယ်ဒါရင်ကျေးတဲ့အပြုအမူတော့သူကနေရအချင်းခါပေါ်မှာမူဒီပြီးမှအတိတ်ပဲမျိုးစုံတက်ရောက်တယ်နော်ဥပမာစကားပြောနေတဲ့အချိန်မှာနော်သူများစကားပြောနေတဲ့အချိန်ကိုကသူတို့နဲ့စကားဖြတ်ပြောချင်တယ်ဒါပေမဲ့ဓာတ်ရိုက်ဒီလိုဖြတ်ပြီးမှပြောလိုက်တယ်ဆိုရင်နားထောင်လို့မကောင်းဆိုတော့ဒါတော့ရရှာအဲ့လိုအရင်ပြောပြီးမှကိုပြောချင်စကားပြောရဲဆိုတာဒါကပါလေယဉ်ကျေးတဲ့အပြုအမူတစ်ခုပဲဖြစ်တယ်နော်ပြီးလို့ရှိရင်သူများတွေဟိုလိုပေါ့နော်ခီးထွက်တဲ့ချိန်ဆိုလို့ရှိရင်သူများဓာတ်ပုံတွေရိုက်နေကြတယ်ဟုတ်လားဒါပေမဲ့လမ်းကလည်းအဲ့တလမ်းပဲရှိတယ်သူတို့ရှိကနေဖြတ်သွားရမှာလဲအားနာတယ်ဒါပေမဲ့ကိုကလည်းလောနေတယ်ဆိုရှင်တားရောက်ရှာအဲ့လိုပြောပြီးမှဖြတ်သွားရင်လည်းဘာဖြစ်လဲသူများစိတ်ထဲမှာကြည်နက်ဖြစ်တယ်ပေါ့နော်ဟုတ်လားဒါရင်ကျေးတဲ့အပြုအမူပေါ့သူနေရာနဲ့အချိန်အခါဟိုပါဗလဲနေရာနဲ့ပတ်သက်ပြီးမှအတိတ်ပဲမတူတော့အတိတ်ပဲအမျိုးမျိုးတက်ရောက်သွားတယ်နော်ဒါဆိုရင်နောက်တစ်ခုကဟုတ်ပြီအဲ့ဒါဆိုရင်ဒီရဲ့ချိန်ကကျေးဇူးပြုရဆိုတဲ့အဓိပ္ပာယ်တက်ရောက်တယ်တို့ပေမဲ့သူဒီတခြားစကားလုံးတွေနဲ့ပေါင်းဆက်လိုက်တဲ့အချိန်မှာတခြားအဓိပ္ပာယ်တွေရောက်သွားတယ်နော်ဟိုတနေ့ကမောင်လေးတယောက်ကဒီမိမိကိုမိတ်ဆက်ချင်းဆိုတဲ့ဒီအောက်မှာ comment လာမှတ်ထားတယ်ပေါ့နော်ဒီစကဘာဖြစ်လို့အဓိပ္ပာယ်နှစ်ခုဖြစ်နေရလဲပေါ့နော်စာလုံးကတစ်လုံးထဲပဲဒါပေမဲ့အဓိပ္ပာယ်ကနှစ်ခုဖြစ်နေဥပမာမြန်မာစာလုံးမှာဆိုလို့ရှိရင်ဘောနော်ဥပမာဘောနော်စေးကြောတီဒါမှမဟုတ်လက်စေးတီဆိုတဲ့စေးနဲ့စေးချောင်းစေးတက်ကတူပေါ့ဒီနှစ်ခုရဲ့ရေးပုံရင်းနေရဒီစေးပဲဟုတ်တယ်နော်ဒါပေမဲ့သူကတခြားစာလုံးတွေနဲ့ပေါင်းလိုက်တဲ့အချိန်မှာအတိတ်ပဲကွဲလွဲသွားတာဒါတရုတ်စာမှာလည်းအဲ့လိုမျိုးတွေအများကြီးရှိတယ်ဒါကြောင့်မလို့ဆမကာတာကိုအလွယ်နည်းနဲ့မှတ်ခိုင်းတာကဘုံစာလုံးလို့မှတ်လိုက်တယ်တကယ်လို့တရားနည်းရနဲ့ပြောမယ်ဆိုရင်သူကဝီဘက်ဖြစ်တယ်စကဝီဘက်လည်းဟုတ်တယ်လို့
တခြားနှံစားနဲ့တွေ့တုံးလိုက်သူကနှံစားဖြစ်တော့မှဒီမှာ自我ဆိုကိုတိုင်းမိမိကိုမိတ်ဆက်ခြင်းဆို自我ဆိုမိမိကိုတိုင်းမိမိကိုဒါဆိုတာနှံစားဖြစ်သွားပြီဒီမှာဆိုလို့ရှိရင်来自ဆိုသူက来ဆိုတာကလာဒီဆိုတော့သူကကရိယာပေါ့နော်ကရိယာဒီတရုတ်စာမှာဆိုရင်ဒီနေရာမှာသူကဘာတက်ရောက်လို့ဆိုကရိယာဝိသေသနာတက်ရောက်သွားတယ်နော်မြန်မာလိုကြတော့သူကဓာတ်ရိုက်ဒီလိုတွားပြီးတွဲတုံးလို့မရဘူးဘာလို့လဲဆိုမြန်မာစာရဲ့အတုံးနဲ့တရုတ်စာရဲ့အတုံးကမတူဘူးပေါ့နော်တရုတ်စာမှာဆိုတာကဘာတိတ်ပဲတက်ရောက်သွားလဲဆိုသူကဟိုပါလဲကရိယာဝိသေသနာတက်ရောက်သွားတယ်ဒါတဒါအရာပြောမယ်ဆိုရင်ပေါ့အမှန်ဒီတဒါတွေကလည်းကိုကမတင်ထားသေးဘူးဆိုတော့အလွယ်နည်းနဲ့မှတ်ပါသူကဘုံစလုံးဒါမှမဟုတ်လဲအကူစကလုံးသူကတခြားစကလုံးတွေတော့ကူညီပေးတာပေါ့ဒီမှာလည်းအတူတူပဲဒီမှာဆိုလို့ရှိရင်ဂျေစုပြု၍လို့အဓိပ္ပာယ်ရတယ်ဒါပေမဲ့ဥမာဒီနေရာမှာချင်းခတ်ဆိုလို့ရှိရင်သူအဓိပ္ပာယ်တစ်ခုပြန်ပြောင်းသွားတယ်ကျွေးမွေးတီဒီနေရာမှာကျွေးမွေးတီဆိုတာဥပမာတငယ်ချင်းတွေနဲ့တွားပြီးမှမောင်းထွက်စားတယ်မောင်းထွက်စားတဲ့ချိန်မှာဘေးရှင်းတဲ့ချိန်မှာကိုကရှင်ပေးလိုက်တာဝါချင်းခတ်လို့ပြောလိုက်တယ်ဆိုရင်ငါနေတော့ကျွေးမယ်ဆိုတဲ့အဓိပ္ပာယ်ပဲကျွေးမွေးတီပေါ့ဒီမှာတော့ကျွေးမွေးတီလို့ပဲသူကဘာသာပြန်ထားတာပေါ့နော်ဒါပေမဲ့သူကဘယ်နေရာမှာတောင်းလဲဆိုတော့ဘေးရှင်းတဲ့နေရာမှာတောင်းတာဘေးရှင်းတဲ့ဆိုတာတငယ်ချင်းတွေကိုကျွေးတယ်ပေါ့ဝါချင်းခတ်ဆိုတာငါဒီနေ့ငါဘေးရှင်းမယ်ငါကျွေးမယ်ပေါ့နောက်တစ်ခုမှကြတော့မှဒီနေရာမှာဆိုရင်ချိန်ကြဒီနေရာမှာကြတော့သူကဘာအဓိပ္ပာယ်ဖြစ်သွားလဲဆိုရင်ခွင့်ယူဒီဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်နော်ချိန်ကြဆိုတာခွင့်ယူဒီနောက်တစ်ခုချင်းထက်ဆိုတာဗါလဲဖိတ်စာကြည့်လိုက်အဓိပ္ပာယ်ကမတူတော့တခြားစာလုံးတွေနဲ့တွဲလိုက်တို့အဓိပ္ပာယ်မတူတော့ဒါတရုတ်စာလုံးတွေမှာအများကြီးပဲနော်မြန်မာစာမှာလည်းအများကြီးရှိပါတယ်နောက်တစ်ခုအောင်မှာတိုက်အိမ်မြန်မာစာမှာဆိုလဲတိုက်အိမ်နဲ့ကြံတိုက်ဒီနောက်ခုစလုံးကတော့ဒီရဲ့တိုက်ပဲဟလားဒါပေမဲ့အဓိပ္ပာယ်ကွဲလွဲသွားတယ်ဒီလိုပုံစံပါပဲเนาะတရုတ်စာမှာလည်းဒီလိုပုံစံပါပဲရမလားတော်ပြီးမှလေးလာကြည့်ပါနော်